ကြီးလုပ်ငန်းများဆိုသည်မှာထိမ့်သိမ်းလိုသောဇီဝမျိုးစုံမျိုးကွဲများ၏စုစုပေါင်းဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်ဆောင်ရွက်ရသောလုပ်ငန်းများကိုခေါ်ဆိုပါရယ်ဆိုလိုတာကတော့မြကြီးလုပ်ငန်းတွေအနေနဲ့ပျက်စီးဆုံးရှုံးသွားတဲ့ဇီဝမျိုးစုံမျိုးကွဲတွေကိုကောင်းမွန်အောင်လုပ်ပေးရုံနဲ့မကပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်လို့ရလာတဲ့တိုးပွားမှုဟာဆုံးရှုံးမှုရဲ့ပမာဏနဲ့တူရပါမယ်။မြကြီးလုပ်ငန်းကရရှိလာမဲ့တိုးပွားမှုတွေကိုခံမှန်းရတာဟာထင်သလောက်မရိုးရှင်းပါဘူး။အရင်ဆုံးဖွံ့ဖြိုးရေးလုပ်ငန်းကြောင့်ဖြစ်ပွားလာမဲ့အဆုံးရှုံးမှုတွေကိုခံမှန်းရပါမယ်။အဆိုပါလုပ်ငန်းကိုတဘာဝပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုကိုအကဲဖြတ်ခြင်းလုပ်ငန်းစဉ်ကတဆင့်လှုံ့ဆော်တာဖြစ်တဲ့အတွက်အခုဗီဒီယိုတွေမှာအတိအကျမဖော်ပြတော့ပါဘူး။ဒါပေမဲ့ဒီလိုဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုတွေကိုပြန်လည်တိုးပွားလာမှုညွှန်းကိန်းတွေကိုအသုံးပြုပြီးတိုင်းတာဖို့လိုအပ်ပါတယ်။အခုလိုလှုံ့ဆော်ခြင်းအပြင်မြကြီးလုပ်ငန်းဟာတူရအစားထိုးကုစားတာဖြစ်စေဖို့တေချာစေပြီးဆုံးရှုံးမှုနဲ့တိုးပွားမှုပမာဏတွေကိုနှိုင်းယှဉ်လို့ရစေပါတယ်။ဒီအကြောင်းကိုတတိယမြောက်ဗီဒီယိုမှာရှင်းပြခဲ့ပြီးဖြစ်ပါတယ်။နောက်တစ်ဆင့်မှာတော့မြကြီးလုပ်ငန်းကရရှိလာမဲ့တိုးပွားမှုပမာဏကိုခံမှန်းဖို့ဖြစ်ပြီးအဆင့်၃ဆင့်လိုအပ်ပါတယ်။ပထမအဆင့်ကတော့မြကြီးလုပ်ငန်းတစ်ခုကိုအကြံပြုတင်ပြတဲ့အခါမှာဇီဝမျိုးစုံမျိုးကွဲဆိုင်ရာညွှန်းကိန်းအနေနဲ့ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကိုခံမှန်းဖို့ပဲဖြစ်ပါတယ်။၎င်းကိုမြကြီးလုပ်ငန်းကရရှိလာတဲ့ရလဒ်လို့ခေါ်ဆိုပါတယ်။ဥပမာအကယ်၍ကျမတို့ရဲ့ဇီဝမျိုးစုံမျိုးကွဲညွှန်းကိန်းဟာမျိုးတုံးလူနီးပါးအပင်မျိုးစိတ်တစ်ခုရဲ့အရေးအတွက်ဖြစ်ပြီးကျမတို့ရဲ့အမျှခြေလုပ်ငန်းမှာ၎င်းအပင်မျိုးစိတ်အတွက်အကျိုးရှိမဲ့တောမီလောင်မှုပြုလုပ်ပေးခြင်းပါဝင်နေဆိုပါစို့ရလာမယ့်ရလဒ်ကတော့အနာဂတ်တစ်ချိန်ချိန်မှာထိုနေရာမှာပေါက်ရောက်နိုင်မဲ့အပင်အရေးအတွက်ပဲဖြစ်ပါတယ်။မျှခြေလုပ်ငန်းတစ်ခုရဲ့အောက်မှာရလာမယ့်ရလဒ်ကိုခံမှန်းတဲ့နေရာမှာဒီအချက်တွေကိုစဉ်းစားဖို့လိုပါတယ်။ဧရိယာတစ်ခုရဲ့လက်ရှိတောမီအခြေအနေမှာအပင်အရေအတွက်ဘယ်လောက်ရှိလဲကိုပြုတ်လုံးမဲ့တောမီအစီအစဉ်အသစ်ကိုအပင်အရေအတွက်ရဲ့ဘယ်လောက်ပမာဏဟာဘယ်လောက်မြန်တုံ့ပြန်မလဲအနာဂတ်အပင်အရေအတွက်ကိုအခြားဘယ်အရာတွေကချိန်ချောက်မှုရှိနေသေးလဲစတာတွေဖြစ်ပါတယ်ဥပမာကျမတို့အနေနဲ့ဧရိယာတစ်ခုကိုမျှခြေလုပ်ငန်းဆောင်ရွက်ပြီးတဲ့အခါအနာဂတ်မှာအပင်20ရှိမယ်လို့ခန့်မှန်းနေဆိုပါစို့အဲ့လိုခံမှန်းနိုင်ုံနဲ့အလုံးမပြီးမြောက်သေးပါဘူး။အကြောင်းရင်းကတော့မျှခြေလုပ်ငန်းကြောင့်တီးတန့်ရရှိလာမဲ့တိုးပွားမှုကိုအဲ့ဒီကနေမခံမှန်းနိုင်လို့ပဲဖြစ်ပါတယ်။ဘာလို့မခံမှန်းနိုင်လဲဆိုတာကတော့ကျမတို့အနေနဲ့မျှခြေလုပ်ငန်းကိုမလုပ်တော့လဲပြန်လည်ပေါက်ရောက်နိုင်တဲ့အပင်တွေရှိနိုင်လို့ပဲဖြစ်ပါတယ်။မျှခြေလုပ်ငန်းကရရှိတဲ့တိုးပွားမှုဆိုတာဟာမျှခြေလုပ်ငန်းကြောင့်ရလက်မှာပုံမူရရှိလာတဲ့ခြားနားမှုကိုဆိုလိုပါတယ်။နောက်တနည်းပြောရရင်တိုးပွားမှုဆိုတာမျှခြေလုပ်ငန်းကြောင့်ရရှိလာမဲ့အပင်အရေအတွက်နဲ့မျှခြေမလုပ်ဘဲရရှိလာမဲ့အပင်အရေအတွက်တို့ရဲ့ခြားနားမှုပဲဖြစ်ပါတယ်။အခုလိုမျှခြေလုပ်ငန်းမလုပ်ဆောင်မဖြစ်ပေါ်တဲ့အခြေအနေကို counterfactual scenario လို့ခေါ်ပါတယ်။မျှခြေလုပ်ငန်းကတိုးပွားမှုကိုတွက်ချက်ဖို့အတွက်ဒုတိယအဆင့်ကတော့ counterfactual scenario ခံမှန်းဖို့ပဲဖြစ်ပါတယ်။ဥပမာမျှခြေလုပ်ငန်းမဆောင်ရွက်ဘဲအဲ့ဒီနေရာမှာအပင်အရေအတွက်ဘယ်လောက်ရှိနေလဲဆိုတာသိရပါမယ်။ဘယ်လိုခံမှန်းလဲဆိုတာကြည့်ရအောင်။ရိုးရှင်းတဲ့နည်းတစ်ခုကတော့ရေဘူးရအားဖြင့်အကျယ်အဝန်းအပင်ပေါက်ရောက်မှုတူညီတဲ့အခြားနေရာတစ်ခုရဲ့လက်ရှိအခြေအနေကိုလေ့လာတာပဲဖြစ်ပါတယ်။ဘာပြုပြင်ပြောင်းလဲမှုမှမလုပ်ဘဲအဆိုပါနေရာတွင်ပေါက်ရောက်နေတဲ့အရေးကြီးပြီးချင်းချောက်မှုခံနေရတဲ့အပင်မျိုးစိတ်တွေရဲ့အရေးအတွက်ဟာလက်တလောကျဆင်းနေလားဒါမှမဟုတ်အနည်းနဲ့အများတည်ငြိမ်နေလားဆိုတာစဉ်းစားရပါမယ်။ဥပမာအားဖြင့်စနစ်မကျသောတောမီများကြောင့်လွန်ခဲ့တဲ့10နှစ်တာကာလအတွင်းအပင်များဆုံးရှုံးမှု9%ကြုံခဲ့ဘူးပါကအလားတူပဲလက်ရှိတောမီပုံစံကိုဆက်လက်တည်ရှိသွားစေမည်ဆိုပါကနောင်လာမဲ့10နှစ်တာမှာလည်းနောက်ထပ်9%ခန့်ကြုံနိုင်တယ်လို့အကြမ်းဖျင်းခံမှန်းနိုင်ပါတယ်။လက်တလောပြက်ပြက်ခဲ့တဲ့ရလဒ်တွေကိုသုံးပြီးခံမှန်းကြည့်တာဟာပြဿနာကိုအဖြေရှာဖို့ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။အကြောင်းရင်းကတော့မျှခြေလုပ်ငန်းကိုမဆောင်ရွက်ခဲ့ပါကပေါက်ရောက်ပင်တွေအပေါ်တက်ရောက်လာမဲ့အဖြစ်နိုင်ဆုံးရလဒ်ကို counterfactual scenario အနေနဲ့ကိုစားပြုဖော်ပြပေးနိုင်လို့ဖြစ်ပါတယ်။အဲ့ဒါဆိုရင်မျှခြေလုပ်ငန်းမလုပ်ဆောင်ပါကအပင်အလုံးပျက်စီးနိုင်တဲ့အဆိုးဆုံးအခြေအနေတစ်ခုနဲ့သတ်မှတ်ကြည့်လို့ရမလား။ပုံမှန်အနေနဲ့အများဆုံးပျက်စီးနိုင်တဲ့အခြေအနေသို့မဟုတ်ဥပဒေအရခွင့်ပြုထားတဲ့အများဆုံးပျက်စီးနိုင်တဲ့အခြေအနေကို counterfactual scenario အနေနဲ့သတ်မှတ်လိမ့်မရှိပါဘူး
အဲ့လိုပြုလုပ်ခြင်းဟာမျှကြီးရဲ့အကျိုးကျေးဇူးကိုရှိတာထက်ပိုတွက်ချက်မိစေပါတယ်။အကြောင်းရင်းကတော့ရင်းကဲသို့အဆိုးဆုံးအခြေအနေကိုသတ်မှတ်တဲ့ counterfactual scenario မျိုးဟာဆုံးရှုံးမှုကိုလက်တွေ့ဖြစ်ပေါ်တာထက်ပိုများတဲ့ပမာဏအဖြစ်ဖော်ပြနိုင်ပြီးမျှကြီးလုပ်ငန်းကြောင့်ရလာတဲ့ရလဒ်ဟာဖြစ်တင်တာထက်ပိုမိုအောင်မြင်တဲ့ပုံစံအဖြစ်တွက်ချက်သွားနိုင်လို့ပဲဖြစ်ပါတယ်။မျှကြီးကနေရရှိလာမဲ့တိုးပွားမှုတွေကိုပမာဏပိုမိုပြီးခံမှန်းမိခြင်းဟာကြီးမားတဲ့ပြဿနာကိုဖြစ်ပေါ်စေပါတယ်။ဘာကြောင့်လဲဆိုတော့ပိုမိုခန့်မှန်းမိတဲ့တိုးပွားမှုတွေကြောင့်တကယ်ဆုံးရှုံးရတဲ့ပမာဏကိုလည်းမှားယွင်းတွက်ချက်မိပြီး၎င်းထက်လျော့နေတဲ့မျှခြေကိုသာပြန်လည်ပေးရော်တဲ့အတွက်ဇီဝမျိုးစုံမျိုးကွဲစုစုပေါင်းဆုံးရှုံးမှုကိုဖြစ်ပေါ်စေပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကိုထည့်သွင်းစဉ်းစားရမှာကတော့ counterfactual scenario မှာမျှခြေလုပ်ငန်းလိုအပ်ချက်ကိုဖြစ်ပေါ်စေတဲ့လှုပ်ဆောင်ချက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ကျဆင်းမှုတွေဆုံးရှုံးမှုတွေကိုမထည့်သွင်းသင့်ဘူးဆိုတာပဲဖြစ်ပါတယ်။အကယ်၍ထိမ့်သိမ်းလိုတဲ့အပင်တွေရှိတဲ့အခြားပုံစံဆင်တူတဲ့နေရာဒေသတွေမှာလမ်းဖောက်လုံးမှုကြောင့်ထိခိုက်မှုတွေရှိတာမျိုးကိုမြင်တွေ့ဘူးပါကကျမတို့မျှခြေလုပ်ငန်းဆောင်ရွက်မဲ့နေရာဒေသမှာလည်းစီမံကာကွယ်မှုတွေမရှိရင်နောက်လာမဲ့10နှစ်ခန့်မှာလမ်းဖောက်လုံးမှုကြောင့်ပျက်စီးသွားနိုင်တဲ့ဖြစ်နိုင်ခြေ90%ရှိတယ်လို့စဉ်းစားစရာရှိပါတယ်။ဒါပေမဲ့အဲ့လိုရှားပါမျိုးစိတ်ကိုထိခိုက်ပျက်စီးစေတဲ့လမ်းဖောက်လုံးမှုပြုလုပ်လာပါကမျှခြေလုပ်ငန်းထပ်မံလှုပ်ဆောင်ရန်လိုအပ်လာမှာဖြစ်ပြီး၎င်းမျှခြေလုပ်ငန်းအသစ်တွေဟာလမ်းဖောက်လုပ်ရေးအသစ်ကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုပြန်လည်အစားထိုးပေးရော်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့လမ်းဖောက်လုပ်ရေးကိုကာကွယ်တားဆီးရေးကနေရရှိလာတဲ့စုစုပေါင်းတိုးပွားမှုဟာ၎င်းနေရာဒေသပျက်စီးနိုင်ခြေ90%ကိုရှောင်ရှားစေနိုင်တာမဟုတ်ပါဘူး။စုစုပေါင်းတိုးပွားမှုဟာတုံညပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့တိုးပွားမှုကိုလမ်းဖောက်ခြင်းကြောင့်ပျက်စီးတာနဲ့ခြေဖြတ်လိုက်လို့ပဲဖြစ်ပါတယ်။ဒီအတွက်ကြောင့်ယခုပျက်စီးဆုံးရှုံးနိုင်ခြင်းမျိုးကို counterfactual scenario ခန့်မှန်းတဲ့အခါမှာခြံလှည့်ထားရပါတယ်။ယခုလိုမျှခြေလုပ်ငန်းဆောင်ရွက်မဲ့အခြေအနေနဲ့ counterfactual scenario ခန့်မှန်းပြီးတဲ့အခါမှာတတိယအဆင့်အနေနဲ့၎င်းအခြေအနေနှစ်ရပ်ကိုနှိုင်းယှဉ်ရပါမယ်။၎င်းအခြေအနေနှစ်ရပ်ကြားကကွာခြားချက်ဟာမျှခြေလုပ်ငန်းကြောင့်ရရှိလာတဲ့တိုးပွားမှုပဲဖြစ်ပါတယ်။ဥပမာအနေနဲ့တောမီပုံစံအသစ်နဲ့ပြုလုပ်ပြီးမျှခြေလုပ်ငန်းဆောင်ရွက်မဲ့အခြေအနေမှာနောက်10နှစ်ရောက်ရင်ရလက်အနေနဲ့အပင်200ရှိမယ်လို့ခန့်မှန်းပြီးအရင်မူလအတိုင်းဖြစ်နေတတ်တဲ့တောမီပုံစံနဲ့ဆက်ရှိနေမဲ့ counterfactual scenario မှာနောက်10နှစ်ရောက်ရင်ရလက်အနေနဲ့အပင်80ရှိမယ်လို့ခန့်မှန်းနေဆိုကြပါစို့ထိုအခြေအနေနှစ်ရပ်ကိုနှိုင်းယှဉ်ကြည့်ပါကအနာဂတ်10နှစ်တာကာလအတွင်းမှာတိုးပွားမှုဟာအပင်120ရှိနိုင်တယ်လို့ယူဆနိုင်ပြီး၎င်းရလက်ဟာမျှခြေလုပ်ငန်းကနေရရှိတာလို့သတ်မှတ်နိုင်ပါတယ်။အခုလိုနည်းနဲ့မျှခြေလုပ်ငန်းကရရှိတဲ့တိုးပွားမှုကိုတွက်ချက်တာဟာမျှခြေလုပ်ငန်းကကောင်းကျိုးထပ်တိုးရရှိတာကိုတိတိကျကျပြသပေးပါတယ်။ဆိုလိုတာကတော့ပုံမှန်အခြေအနေမှာမရနိုင်တဲ့တိုးပွားမှုကိုမျှခြေလုပ်ငန်းကြောင့်ရရှိလာစေတာပဲဖြစ်ပါတယ်။ထပ်မံသတိပြုရမယ့်အချက်ကတော့မျှခြေလုပ်ငန်းကနေတိုးပွားမှုတွေကိုတွက်ချက်တဲ့အခါအနာဂတ်ကာလကိုမျှော်မှန်းတွက်ချက်တာပဲဖြစ်ပါတယ်။အဲဒါကြောင့်ထပ်မံထည့်သွင်းစဉ်းစားရမယ့်အကြောင်း2ရပ်ရှိပါတယ်။ပထမတစ်ခုကတော့အခုလိုခံမှန်းတွက်ချက်မှုတွေမှာမတိကျမှုအများပြားရှိတဲ့အတွက်အဲ့လိုတွက်ချက်ပြီးရလာတဲ့တိုးပွားမှုမှာလည်းမတိကျမှုတွေရှိနေပါတယ်။နောက်တစ်ခုကတော့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုတွေဟာလျင်လျင်မြန်မြန်ဖြစ်ပေါ်နိုင်ပြီးမျှခြေလုပ်ငန်းကရရှိလာမယ်လို့ခန့်မှန်းထားတဲ့တိုးပွားမှုတွေကတော့ဆယ်စုနှစ်ပေါင်းများစွာကြာတတ်ပါတယ်။ဒါကြောင့်မျှခြေလုပ်ငန်းကတိုးပွားမှုတွေကိုတွက်ချက်တဲ့နေရာမှာသတ်မှတ်ထားတဲ့အချိန်ကာလအပိုင်းခြားဟာခန့်မှန်းတွက်ချက်မှုတွေအပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။နောက်ထပ်ဆက်လက်ပြသမယ့်ဗီဒီယိုမှာဖော်ပြပါပြဿနာရပ်တွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာရှင်းပြသွားပါမယ်။